PDF အဖွဲ့တွေကိုကူညီပံ့ပိုးနေတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကိုပြက်ပြက်သားသားအရေးယူဆောင်ရွက်မယ်လို့ပြောဆိုလိုက်ပါတယ်။ဒီနေ့မတ်လ28ရက်နေပြည်တော်မှာကျင်းပတဲ့88နှစ်မြောက်တပ်မတော်နေ့အခမ်းအနားမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့တာပါ။ဒုတပ်မတော်နေနဲ့အစိုးရကချမှတ်ထားတဲ့ရှစ်လုပ်ငန်းစဉ်900နဲ့ညီနိုင်ငံတော်ဝန်လို့ရှိပြည်သူများရဲ့ဒီမိုစီးပွားဘဝလုံခြုံရေးပဲပြည်တော်စုတော်ဝန်လို့တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးမှုအပြည့်အဝရရှိစေရလေးတက်လှုပ်ဆောင်သွားမှာပဲဖြစ်တယ်။အဲဒီလှုပ်ဆောင်ရမှာ NUG နဲ့အကြမ်းဖက်အဖွဲ့အစည်းတွေ၎င်းတို့ကိုပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းတွေကိုပြက်ပြက်သားသားရေးယူဆောင်သွားမှာဖြစ်ကြောင်းပြောကြားလိုတယ်။အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ NUG ကပေါက်ဖွာလာတဲ့ PDF အပါအဝင်အဖွဲ့အစည်းတွေနဲ့သူတို့ကိုကူညီနေတဲ့တချို့သော EAO တွေရဲ့နိုင်ငံအပေါ်ပျက်စီးရာပျက်စီးကြောင်းကြံစီလှုပ်ဆောင်မှုတွေဖြစ်တယ်လို့လည်းသူကပြောပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကတော့ဒီပြောဆိုချက်တွေဟာချင်းချောက်မှုသာဖြစ်တယ်လို့တုံ့ပြန်ကြပါတယ်။ KNI တပ်မတော် KNI Army ရဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ KNI အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ပြောရေးဆိုခွင့်ရှိသူခုထဲဘူးကစစ်ကောင်စီဥက္ကဋ္ဌရဲ့ပြောဆိုချက်ကြောင့်ညှိယူစရာအကြောင်းမရှိဘူးလို့ပြောပါတယ်။သူတို့စကားနဲ့ဆိုတော့လေသူတို့ရေးယူဆောင်ရွက်တဲ့လက်စညင်ပါမှုအခုမှလုပ်နေတာမှမဟုတ်ပဲဆိုတိုင်းသားတွေပုံမှန်လုပ်နေတာကြာပြီဒီပေါ့ဆက်စုမှုဆောင်များဆိုတော့လုံးဝဖြစ်ပြီးနေတယ်အဲ့ဒါကိုလည်းသူကထပ်လို့မီခပ်ချင်ဘူးမှရေးယူလာတယ်ဒီကအကြောင်းရှိပါဘူးသူတို့ရေးယူလာတဲ့လည်းပေါင်းကြတယ်ဆိုတော့ဒီလိုရှင်းတာတော့မတိုက်ဝဲဝင်နေတာပဲအဲ့လိုသူနားနေပါတယ်ဆိုတော့ဆက်ကသူတို့ပြင်းပြထန်ပြောလာပြီးသူတို့ကပို့တော့မှဆိုရွာစာကိုဆိုရှယ်မီဒီယာတွေလည်းရှိမှာပေါ့လည်းလည်းနေတာပေါ့နော်သူတို့အရှိကညသူတို့ကန်းဆောင်လည်းလုပ်နေပြီအဲ့ဒါပုံမှာလည်းဒီခုကလည်းသူတို့ပုံမှာဘလို့မှဒီနမှာလည်းမဟုတ်ဘူးဆုံးပေးမှလည်းမဟုတ်ဘူးပေါ့နော်သူတို့ကမလျှော့ဘူးဆိုတော့ဒါတော့သူတို့ကန်ချင်မှသူတို့ဖန်တီးတာပဲကျွန်တော်လူပဲမြင်ပါတယ်စစ်အာဏာရှင်စနစ်ပြတ်သုံးရေးအတွက်ຫນွေဥတော်လှန်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ PDF တွေနဲ့အတူအဆုံးထိတိုက်ပွဲဝင်မယ်လို့လည်းသူကပြောပါတယ်။နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ကပြောရေးဆိုခွင့်ရှိသူဘုံငွေစိုးကလည်းစစ်ကောင်စီဥက္ကဋ္ဌရဲ့ပြောဆိုမှုဟာလူမိုက်ဆန်ဆန်ချင်းချောက်မှုသာဖြစ်တယ်လို့တုံ့ပြန်ပါတယ်။ကျွန်တော်တို့ PDF နဲ့ NUG ကိုကူညီနေတဲ့ EAO တွေကိုတောက်ဆောင်မယ်ဆိုတာကတော့ဒါစစ်ကောင်းဆောင်ကလူမိုက်ဆန်ဆန်ဒါကို PDF တွေကိုချင်းဆိုလိုက်တဲ့လိုပဲထင်ပါတယ်ဒါပေမဲ့အဲ့ဒါဟာသူကနောက်ဆုံးထွက်သက်ထီကိုမန်မချော့တဲ့ပုံစံပေါ့ဒါပေမဲ့မဖြစ်နိုင်ပါဘူးဗျနော်တော်လိုင်းအင်အားစုတွေ PDF တွေကျွန်တော်တို့ NUG နဲ့ PDF EAO တွေကစစ်ကောင်စီအာဏာသိမ်းပြီးတဲ့2နှစ်ပေါ့နော်နောက်ပိုင်းမှာတော့မှကျွန်တော်တို့တိုးတက်ပြောင်းလဲမှုတွေအများကြီးရှိခဲ့ပါပြီမတ်လ26ရက်နေ့မနေ့ကနေပြည်တော်စစ်ရေးပြလေ့ကျင့်ခွင့်ကို100မမရှော့တိုက်တုံး၄လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သူကပြောပါတယ်။အဲ့နောက်မှာမြို့အဝင်အထွက်ဂိတ်တွေနဲ့လူစီကားရာဈေးနဲ့လမ်းမတွေပေါ်မှာလုံခြုံရေး2ဆလောက်တိုးချပြီးတော့တင်းကျပ်လိုက်တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။ဒီနေ့88နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကိုနေပြည်တော်မှာကျင်းပနေချိန်မှာပဲရန်ကုန်အပါအဝင်နယ်မြို့တချို့မှာအတိုက်ခံအင်အားစုတွေကနီလန်းမျိုးစုံနဲ့ဆန့်ကျင်ဆန္ဒထုတ်ဖော်တာတွေရှိခဲ့ပါတယ်။စစ်ကောင်စီကဒီနေ့အခမ်းအနားမှာစစ်ရေးပြပွဲကိုထည့်သွင်းကျင်းပတာဟာသူတို့အင်အားတွေကိုအားလုံးသိအောင်ထုတ်ပြခြင်းတဲ့သဘောဖြစ်တယ်လို့ယူဆကြောင်းရန်ကုန်တက္ကသကျောင်းသားဟောင်းများအင်အားစုကကိုနန်းလင်းကဝေဖန်ပါတယ်။လွန်ခဲ့တဲ့2နှစ်ကသူတို့ရဲ့စစ်ရေးပြပွဲတွေကသူတို့ဘယ်လောက်အင်အားကြီးမားကြောင်းသူတို့ဘယ်လိုမျိုးတိုင်းပြည်ကိုထိန်းချုပ်ထားနိုင်ကြောင်းသူတို့ကဒါနိုင်ငံတကာကိုပြသဖို့ရည်ရွယ်ပြီးတော့မှเนาะသူတို့ရဲ့ဒီအင်အားကိုပြတာပေါ့လေဒီလိုမျိုးအနေထားရှိတယ်ဒါပေမဲ့ဒီနှစ်เนาะဒါသူတို့အပြောတက်မတော်နေစီးပြပွဲကတော့သူတို့အချင်းချင်းကြားမှာပြန်ပြီးတော့မှတိဆောက်နေတာသူတို့အချင်းချင်းကိုနိုင်ငံတကာမပြောနဲ့ပြည်သူကိုမပြောနဲ့သူတို့စစ်တဲ့အတိုင်းဝိုင်းเนาะသူတို့ဒီစေအုပ်စုเนาะအတိုင်းဝိုင်းကိုသူတို့ဒါပြန်ပြီးတော့မှစိတ်တက်ကြွအောင်နော်သူတို့စီးလုံးနေသေးတယ်သူတို့မှာအင်အားရှိနေသေးတယ်ဆိုတာကိုပြသတဲ့ပွဲပုံစံမျိုးဖြစ်သွားတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်စစ်ကောင်စီတပ်ဟာအရင်ကတည်းကတိုင်းရင်းသားနယ်မြေတွေမှာအင်အားသုံးထိုးစစ်ဆင်နေတာဖြစ်လို့လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ရုံးပြောခွင့်ရသူဦးနေဖုံးလက်ကပြောပါတယ်
မင်းအောင်လိုင်းအနေနဲ့ကတော့ဒါဒေါ်လာရင်းနဲ့မိတ်ကွန်းမှာဒီလိုထည့်ပြောသွားတယ်ပေါ့နော်တကယ်တော့ပြောတာတော့နောက်ကျတယ်ပေါ့ရှေ့မှာဒီသူမပြောခင်တည်းကဒါတချို့သောတိုင်းသားနယ်မြေတွေကိုနော်လေရင်နဲ့ဘုံကျဲတာတွေနောက်ပြီးတော့စစ်ကြောင်းထိုးတာတွေပေါ့နော်ဒါတွေလည်းတောက်လျှောက်လောက်လာတာတွေ့ရပါလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ NUG PDF တွေရောနောက်ပြီးတော့တိုင်းသားဒေါ်လာအင်အားစုတွေရောအကုန်လုံးကဒီကိစ္စတွေကိုကြိုတင်တွေးဆပြီးတော့ပေါ့နော်ကျွန်တော်တို့တေချာဒါပြင်ဆင်ထားပြီးဖြစ်ပါတယ်ဗျကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က NUG PDF အဖွဲ့တွေကိုကူညီပံ့ပိုးနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကိုပြက်ပြက်သားသားအရေးယူဆောင်ရွက်မယ်လို့ပြောဆိုလိုက်ပါတယ်။ဒီနေ့မတ်လ28ရက်နေပြည်တော်မှာကျင်းပတဲ့88နှစ်မြောက်တပ်မတော်နေ့အခမ်းအနားမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့တာပါ။ဒုတပ်မတော်နေနဲ့အစိုးရကချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်900နဲ့ညီနိုင်ငံတော်ဘာလို့ရှိပြည်သူများရဲ့ဒီမိုစီဝါဘွားလုံခြုံရေးပဲပြည်တော်စုတော်ဘာလို့တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးမှုအပြည့်အဝရရှိစေရလေးတက်လှုပ်ဆောင်သွားမှာပဲဖြစ်တယ်။အဲဒီလှုပ်ဆောင်ရမှာ NUG နဲ့အကြမ်းဖက်အဖွဲ့အစည်းတွေ၎င်းတို့ကိုပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းတွေကိုပြပြသားသားရေးယူဆောင်သွားမှာဖြစ်ကြောင်းပြောကြားလိုတယ်။အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ NUG ကပေါက်ဖွာလာတဲ့ PDF အပါအဝင်အဖွဲ့အစည်းတွေနဲ့သူတို့ကိုကူညီနေတဲ့တချို့သော EAO တွေရဲ့နိုင်ငံအပေါ်ပျက်စီးရာပျက်စီးကြောင်းကြံစီလှုပ်ဆောင်မှုတွေဖြစ်တယ်လို့လည်းသူကပြောပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကတော့ဒီပြောဆိုချက်တွေဟာချင်းချောက်မှုသာဖြစ်တယ်လို့တုံ့ပြန်ကြပါတယ်။ KNI တပ်မတော် KNI Army ရဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ KNI အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ပြောရေးဆိုခွင့်ရှိသူခုထဲဘူးကစစ်ကောင်စီဥက္ကဋ္ဌရဲ့ပြောဆိုချက်ကြောင့်ညှိယူစရာအကြောင်းမရှိဘူးလို့ပြောပါတယ်။သူတို့စကားနဲ့ဆိုတော့လေသူတို့ရေးယူဆောင်ရတဲ့ဆက်လက်ညှိနှိုင်းမှုအခုမှလုပ်နေတာမှမဟုတ်ပဲဆိုတိုင်းသားတွေပုံမှန်လုပ်နေတာကြာပြီဒီပေါ့ဆက်စုမှုဆောင်များဆိုတော့လုပ်လာဖြစ်ပြီးတယ်အဲ့ဒါလည်းသူကထပ်လို့မလို့မိခပ်ချင်ဘူးဒီမှာရေးယူလာတယ်ညစာအကြောင်းရှိပါဘူးသူတို့ဒီလိုရေးယူလာခဲ့တယ်လည်းပေါင်းချတယ်ဆိုတော့ဒီလိုရှင်းချန်တော့ပတ်သက်ဝဲဝင်နေတာပဲအဲ့လိုပဲသူနားနေပါတယ်ဆိုတော့ဆက်ဆက်ကသူတို့ပြင်းပြထန်ပြောလာပြီးသူတို့ပဲပို့ပြီးတော့မှဆိုရွာစာကိုဆိုရှယ်မီဒီယာဒါလည်းရှိမှာပေါ့လည်းလည်းနေမှာပေါ့နော်သူတို့အရှိကညသူတို့ကန်းဆောင်လည်းလုပ်နေပြီအဲ့ဒါပုံမှာလည်းဒီထူရလည်းသူတို့ပုံမှာဘလို့မှဒီနမလည်းမဟုတ်ဘူးဆုံးပေးမှလည်းမဟုတ်ဘူးပေါ့နော်သူတို့ကမလျှော့ဘူးဆိုတော့ဒါတော့သူတို့ကန်ချင်မှသူတို့ဖန်တီးတာလည်းကျွန်တော်လိုပဲမြင်ပါတယ်စစ်အာဏာရှင်စနစ်ပြတ်သုံးရေးအတွက်ຫນွေဥတော်လှန်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ PDF တွေနဲ့အတူအဆုံးထိတိုက်ပွဲဝင်မယ်လို့လည်းသူကပြောပါတယ်။နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ကပြောရေးဆိုခွင့်ရှိသူဘုံငွေစိုးကလည်းစစ်ကောင်စီဥက္ကဋ္ဌရဲ့ပြောဆိုမှုဟာလူမိုက်ဆန်ဆန်ချင်းချောက်မှုသာဖြစ်တယ်လို့တုံ့ပြန်ပါတယ်။ကျွန်တော်တို့ PDF နဲ့ NUG ကိုကူညီနေတဲ့ EAO တွေကိုလှုပ်ဆောင်မယ်ဆိုတာကတော့ဒါစစ်ကောင်းဆောင်ကလူမိုက်ဆန်ဆန်ဒါPDF တွေကိုချင်းဆိုလိုက်တဲ့လိုပဲထင်ပါတယ်ဒါပေမဲ့အဲ့ဒါဟာသူကနောက်ဆုံးထွက်သက်ထီကိုမန်မချော့တဲ့ပုံစံပေါ့ဒါပေမဲ့မဖြစ်နိုင်ပါဘူးဗျနော်တော်လိုင်းအင်အားစုတွေ PDF တွေကျွန်တော်တို့ NUG နဲ့ PDF EAO တွေကစစ်ကောင်စီအာဏာသိမ်းပြီးတဲ့2နှစ်ပေါ့နော်နောက်ပိုင်းမှာတော့မှကျွန်တော်တို့တိုးတက်ပြောင်းလဲမှုတွေအများကြီးရှိခဲ့ပါပြီမတ်လ26ရက်နေ့မနေ့ကနေပြည်တော်စစ်ရေးပြလေ့ကျင့်ခွင့်ကို100မမရှော့တိုက်တုံး၄လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သူကပြောပါတယ်။အဲ့နောက်မှာမြို့အဝင်အထွက်ဂိတ်တွေနဲ့လူစီကားရာဈေးနဲ့လမ်းမတွေပေါ်မှာလုံခြုံရေး2ဆလောက်တိုးချပြီးတော့တင်းကျပ်လိုက်တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။ဒီနေ့88နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကိုနေပြည်တော်မှာကျင်းပနေချိန်မှာပဲရန်ကုန်အပါအဝင်နယ်မြို့တချို့မှာအတိုက်ခံအင်အားစုတွေကနီလန်းမျိုးစုံနဲ့ဆန့်ကျင်ဆန္ဒထုတ်ဖော်တာတွေရှိခဲ့ပါတယ်။စစ်ကောင်စီကဒီနေ့အခမ်းအနားမှာစစ်ရေးပြပွဲကိုထည့်သွင်းကျင်းပတာဟာသူတို့အင်အားတွေကိုအားလုံးသိအောင်ထုတ်ပြခြင်းတဲ့သဘောဖြစ်တယ်လို့ယူဆကြောင်းရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းများအင်အားစုကကိုနန်းလင်းကဝေဖန်ပါတယ်။လွန်ခဲ့တဲ့2နှစ်ကသူတို့ရဲ့စစ်ရေးပြပွဲတွေကသူတို့ဘလောက်အင်အားကြီးမှကြောင်းသူတို့ဘယ်လိုမျိုးတိုင်းပြည်ကိုထိန်းချုပ်ထားနိုင်ကြောင်းသူတို့ကဒါနိုင်ငံတကာကိုပြသဖို့ရည်ရွယ်ပြီးတော့မှเนาะသူတို့ရဲ့ဒီအင်အားကိုပြတာပေါ့လေဒီလိုမျိုးအနေထားရှိတယ်ဒါပေမဲ့ဒီနှစ်เนาะဒါသူတို့အပြောတတ်မတော်နေစေးပြပွဲကတော့သူတို့အချင်းချင်းကြားမှာပြန်ပြီးတော့မှတိဆောက်နေတာသူတို့ချင်းချင်းကို
နိုင်ငံတကာမပြောနဲ့ပြည်သူကိုမပြောနဲ့သူတို့စစ်တဲ့အတိုင်းဝိုင်းနော်သူတို့ဒီစေအုပ်စုနော်အတိုင်းဝိုင်းကိုသူတို့ဒါပြန်ပြီးတော့မှစိတ်တက်ကြွအောင်နော်သူတို့စီးလုံးနေသေးတယ်သူတို့မှာအင်အားရှိနေသေးတယ်ဆိုတာကိုပြသတဲ့ပွဲပုံစံမျိုးဖြစ်သွားတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်စစ်ကောင်စီတပ်ဟာအရင်ကတည်းကတိုင်းရင်းသားနယ်မြေတွေမှာအင်အားသုံးထိုးစစ်ဆင်နေတာဖြစ်လို့လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ရုံးပြောခွင့်ရသူဦးနေဖုံးလက်ကပြောပါတယ်မင်းအောင်လိုင်းအနေနဲ့ကတော့ဒါဒေါ်လာနဲ့မိတ်ကုန်းမှာဒီလိုထည့်ပြောပါတယ်ပေါ့နော်တကယ်တော့ပြောတာတော့နောက်ကျတယ်ပေါ့ရှေ့မှာဒီသူမပြောခင်တည်းကဒါတချို့သောတိုင်းသားနယ်မြေတွေကိုနော်လေရင်နဲ့ဘုံကျဲတာတွေနောက်ပြီးတော့စစ်ကြောင်းထိုးတာတွေပေါ့နော်ဒါတွေလည်းတောက်လျှောက်လောက်လာတာတွေ့ရပါလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ NUG PDF တွေရောနောက်ပြီးတော့တိုင်းသားဒေါ်လာအင်အားစုတွေရောအကုန်လုံးကဒီကိစ္စတွေကိုကြိုတင်တွေးဆပြီးတော့ပေါ့နော်ကျွန်တော်တို့တေချာဒါပြင်ဆင်ထားပြီးဖြစ်ပါတယ်ဗျကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က NUG PDF အဖွဲ့တွေကိုကူညီပံ့ပိုးနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကိုပြက်ပြက်သားသားအရေးယူဆောင်ရွက်မယ်လို့ပြောဆိုလိုက်ပါတယ်။ဒီနေ့မတ်လ28ရက်နေပြည်တော်မှာကျင်းပတဲ့88နှစ်မြောက်တပ်မတော်နေ့အခမ်းအနားမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့တာပါ။ဒုတပ်မတော်နေနဲ့အစိုးရကချက်မှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်900နဲ့ညီနိုင်ငံတော်လုံးရှိပြည်သူများရဲ့ဒီမိုစီးပွားဘဝလုံခြုံရေးအတွက်ပြည်သူတော်ဘာလုံးတည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးမှုအပြည့်အဝရရှိစေရန်လေးတက်လှုပ်ဆောင်သွားမှာပဲဖြစ်တယ်။အဲဒီလှုပ်ဆောင်ရမှာ NUG နဲ့အကြမ်းဖက်အဖွဲ့အစည်းတွေ၎င်းတို့ကိုပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းတွေကိုပြပြသားသားရေးယူဆောင်သွားမှာဖြစ်ကြောင်းပြောကြားလိုတယ်။အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ NUG ကပေါက်ဖွာလာတဲ့ PDF အပါအဝင်အဖွဲ့အစည်းတွေနဲ့သူတို့ကိုကူညီနေတဲ့တချို့သော EAO တွေရဲ့နိုင်ငံအပေါ်ပျက်စီးရာပျက်စီးကြောင်းကြံစီလှုပ်ဆောင်မှုတွေဖြစ်တယ်လို့လည်းသူကပြောပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကတော့ဒီပြောဆိုချက်တွေဟာချင်းချောက်မှုသာဖြစ်တယ်လို့တုံ့ပြန်ကြပါတယ်။ KNI တပ်မတော် KNI Army ရဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ KNI အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ပြောရေးဆိုခွင့်ရှိသူခုထဲဘူးကစစ်ကောင်စီဥက္ကဋ္ဌရဲ့ပြောဆိုချက်ကြောင့်ညှိယူစရာအကြောင်းမရှိဘူးလို့ပြောပါတယ်။သူတို့စကားနဲ့ဆိုတော့လေသူတို့ရေးယူဆောင်ရတာချက်လက်ချက်ညင်ပါမှုအခုမှလုပ်နေတာမှမဟုတ်ပဲဆိုတိုင်းသားတွေပုံမှန်လုပ်နေတာကြာပြီဒီပေါ့ဆက်စုနေဆောင်များဆိုတော့လုပ်လာဖြစ်ပြီးနေတယ်အဲ့ဒါကိုလည်းသူကထပ်လို့မလို့မိခပ်ချင်ပြီးတော့မှရေးယူလာတယ်ညင်အကြောင်းရှိပါဘူးသူတို့ရေးယူလာခဲ့တယ်လည်းပေါင်းချတယ်ဆိုတော့လူ့အရှင်စံတော့မတိုက်ဝဲဝင်နေတာပဲအဲ့လိုနားလည်ပါတယ်ဆိုတော့ဆက်ကသူတို့ပြင်ပြထန်ပြောလာနေသူတို့ပဲပို့တော့မှဆိုရွာစာကိုဆိုရှယ်မီဒီယာဒါလည်းရှိမှာပေါ့ဒါလည်းလည်းနေတာပေါ့နော်သူတို့အရှိကညသူတို့ကန်းဆောင်လည်းလုပ်နေပြီအဲ့ဒါပုံမှာလည်းဒီထူရလည်းသူတို့ပုံမှာဘလို့မှကျူနတ်မှလည်းမဟုတ်ဘူးထုံးပေးမှလည်းမဟုတ်ဘူးပေါ့နော်သူတို့ကမလျှော့ဘူးဆိုတော့ဒါတော့သူတို့ကံကြမှာသူတို့ဖန်တီးတာလည်းကျွန်တော်လူပဲမြင်ပါတယ်စစ်အာဏာရှင်စနစ်ပြတ်သုံးရေးအတွက်ຫນွေဥတော်လှန်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ PDF တွေနဲ့အတူအဆုံးထိတိုက်ပွဲဝင်မယ်လို့လည်းသူကပြောပါတယ်။နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ကပြောရေးဆိုခွင့်ရှိသူဘုံငွေစိုးကလည်းစစ်ကောင်စီဥက္ကဋ္ဌရဲ့ပြောဆိုမှုဟာလူမိုက်ဆန်ဆန်ချင်းချောက်မှုသာဖြစ်တယ်လို့တုံ့ပြန်ပါတယ်။ကျွန်တော်တို့ PDF နဲ့ NUG ကိုကူညီနေတဲ့ EAO တွေကိုလှုပ်ဆောင်မယ်ဆိုတာတော့ဒါစစ်ကောင်းဆောင်ကလူမိုက်ဆန်ဆန်ဒါ PDF တွေကိုချင်းဆိုလိုက်တဲ့လိုပဲထင်ပါတယ်ဒါပေမဲ့အဲ့ဒါဟာသူကနောက်ဆုံးဖတ်သက်ထီကိုမန်မချော့တဲ့ပုံစံပေါ့ဒါပေမဲ့မဖြစ်နိုင်ပါဘူးဗျเนาะတော်လိုင်းအင်အားစုတွေ PDF တွေကျွန်တော်တို့ NUG နဲ့ PDF EAO တွေကစစ်ကောင်စီအာဏာသိမ်းပြီးတဲ့2နှစ်ပေါ့နော်နောက်ပိုင်းမှာတော့မှကျွန်တော်တို့တိုးတက်ပြောင်းလဲမှုတွေအများကြီးရှိခဲ့ပါပြီမတ်လ26ရက်နေ့မနေ့ကနေပြည်တော်စစ်ရေးပြလေ့ကျင့်ခွင့်ကို100မမရှော့တိုက်တုံး၄လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သူကပြောပါတယ်။အဲ့နောက်မှာမြို့အဝင်အထွက်ဂိတ်တွေနဲ့လူစီကားရာဈေးနဲ့လမ်းမတွေပေါ်မှာလုံယုံရေး2ဆလောက်တိုးချပြီးတော့တင်းကျပ်လိုက်တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။ဒီနေ့88နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကိုနေပြည်တော်မှာကျင်းပနေချိန်မှာပဲရန်ကုန်အပါအဝင်နယ်မြို့တချို့မှာအတိုက်ခံအင်အားစုတွေကနီလန်းမျိုးစုံနဲ့ဆန့်ကျင်ဆန္ဒထုတ်ဖော်တာတွေရှိခဲ့ပါတယ်။စစ်ကောင်စီကဒီနေ့အခမ်းအနားမှာစစ်ရေးပြပွဲကိုထည့်သွင်းကျင်းပတာဟာသူတို့အင်အားတွေကိုအားလုံးသိအောင်ထုတ်ပြခြင်းတဲ့သဘောဖြစ်တယ်လို့ယူဆကြောင်းရ
ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းများအင်အားစုကကိုနန်းလင်းကဝေဖန်ပါတယ်။လွန်ခဲ့တဲ့2နှစ်ကသူတို့ရဲ့စေရေးပြပွဲတွေကသူတို့ဘလောက်အင်အားကြီးမှကြောင်းသူတို့ဘယ်လိုမျိုးတိုင်းပြည်ကိုထိန်းချုပ်ထားနိုင်ကြောင်းသူတို့ကဒါနိုင်ငံတကာကိုပြသဖို့ရည်ရွယ်ပြီးတော့မှနော်သူတို့ရဲ့ဒီအင်အားကိုပြတာပေါ့လေဒီလိုမျိုးအနေထားရှိတယ်ဒါပေမဲ့ဒီနှစ်နော်ဒါသူတို့အပြောတက်မတော်နေစေးပြပွဲကတော့သူတို့အချင်းချင်းကြားမှာပြန်ပြီးတော့မှတိဆောက်နေတာသူတို့အချင်းချင်းကိုနိုင်ငံတကာမပြောနဲ့ပြည်သူကိုမပြောနဲ့သူတို့စစ်တပ်အတိုင်းဝိုင်းနော်သူတို့ဒီစေအုပ်စုနော်အတိုင်းဝိုင်းကိုသူတို့ဒါပြန်ပြီးတော့မှစိတ်တက်ကြွအောင်နော်သူတို့စီးလုံးနေသေးတယ်သူတို့မှာအင်အားရှိနေသေးတယ်ဆိုတာကိုပြသတဲ့ပွဲပုံစံမျိုးဖြစ်သွားတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်စစ်ကောင်စီတပ်ဟာအရင်ကတည်းကတိုင်းရင်းသားနယ်မြေတွေမှာအင်အားသုံးထိုးစစ်ဆင်နေတာဖြစ်လို့လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ရုံးပြောခွင့်ရသူဦးနေဖုံးလက်ကပြောပါတယ်မင်းအောင်လှိုင်အနေနဲ့ကတော့ဒါဒေါ်လာနဲ့မိတ်ကုန်းမှာဒီလိုထည့်ပြောပါတယ်ပေါ့နော်တကယ်တမ်းတော့ပြောတာတော့နောက်ကျတယ်ပေါ့အရှိမဒီသူမပြောခင်တည်းကဒါတချို့သောတိုင်းသားနယ်မြေတွေကိုနော်လေရင်နဲ့ဘုံကျဲတာတွေနောက်ပြီးတော့စစ်ကြောင်းထိုးတာတွေပေါ့နော်ဒါတွေလည်းတောက်လျှောက်လောက်လာတာတွေ့ရပါလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ NUG PDF တွေရောနောက်ပြီးတော့တိုင်းသားဒေါ်လာအင်အားစုတွေရောအကုန်လုံးကဒီကိစ္စတွေကိုကြိုတင်တွေးဆပြီးတော့ပေါ့နော်ကျွန်တော်တို့တေချာဒါပြင်ဆင်ထားပြီးဖြစ်ပါတယ်ဗျကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က NUG PDF အဖွဲ့တွေကိုကူညီပံ့ပိုးနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကိုပြက်ပြက်သားသားအရေးယူဆောင်ရွက်မယ်လို့ပြောဆိုလိုက်ပါတယ်။ဒီနေ့မတ်လ28ရက်နေပြည်တော်မှာကျင်းပတဲ့88နှစ်မြောက်တပ်မတော်နေ့အခမ်းအနားမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့တာပါ။ဒုတပ်မတော်နေနဲ့အစိုးရကဖြတ်မှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်900နဲ့ညီနိုင်ငံတော်ဝန်လို့ရှိပြည်သူများရဲ့ဒီမိုစီးပွားဘဝလုံခြုံရေးအတွက်ပြည်သူ့တော်ဝန်လို့တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးမှုအပြည့်အဝရရှိစေရန်လေးတက်လှုပ်ဆောင်သွားမှာပဲဖြစ်တယ်။အဲဒီလှုပ်ဆောင်ရမှာ NUG နဲ့အကြမ်းဖက်အဖွဲ့အစည်းတွေ၎င်းတို့ကိုပတ်ပိုးနေတဲ့ EU အဖွဲ့အစည်းတွေကိုပြပြသားသားရေးယူဆောင်သွားမှာဖြစ်ကြောင်းပြောကြားလိုတယ်။အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ NUG ကပေါက်ဖွာလာတဲ့ PDF အပါအဝင်အဖွဲ့အစည်းတွေနဲ့သူတို့ကိုကူညီနေတဲ့တချို့သော EAO တွေရဲ့နိုင်ငံအပေါ်ပျက်စီးရာပျက်စီးကြောင်းကြံစီလှုပ်ဆောင်မှုတွေဖြစ်တယ်လို့လည်းသူကပြောပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကတော့ဒီပြောဆိုချက်တွေဟာချင်းချောက်မှုသာဖြစ်တယ်လို့တုံ့ပြန်ကြပါတယ်။ KNI တပ်မတော် KNI Army ရဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ KNI အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ပြောရေးဆိုခွင့်ရှိသူခုထဲဘူးကစစ်ကောင်စီဥက္ကဋ္ဌရဲ့ပြောဆိုချက်ကြောင့်ညှိယူစရာအကြောင်းမရှိဘူးလို့ပြောပါတယ်။သူတို့စကားနဲ့ဆိုတော့လေသူတို့ရေးယူဆောင်ရတာချက်လက်ချက်ညင်ပါမှုအခုမှလုပ်နေတာမှမဟုတ်ပဲဆိုတိုင်းသားတွေပုံမှန်လုပ်နေတာကြာပြီဒီပေါ့ဆက်စုနေဆောင်များဆိုတော့လုပ်လာဖြစ်ပြီးနေတယ်အဲ့ဒါကိုလည်းသူကထပ်လို့မလို့ထပ်ဖြစ်ပြီးတော့မှရေးယူလာတယ်ညင်ကအကြောင်းရှိပါဘူးသူတို့ရေးယူလာတဲ့လည်းလက်ပေါင်းချတယ်ဆိုတော့လူပဲရှင်းတာတော့မတက်ဝဲဝင်နေတာပဲအဲ့လိုသူနားလည်ပါတယ်ဆိုတော့ဆက်ကသူတို့ပြင်းပြထန်ပြောလာပြီးသူ